မိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရဲ့ညွှန်ကြားချက်နဲ့ညီအထူးကိစ္စတရက်အနေနဲ့ARတိုင်းဒေသကြီးပန်းတနော်မြို့နယ်အင်းမကြီးရွာအုပ်စုအင်းမကြီးရွာရန်ကုန်ပသိမ်ကားလမ်းဘေးရှိမြို့နယ်စီပင်တရားရေးအဖွဲ့ပိုင်အင်းမစီကိုမိဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်းများကိုဒီကနေ့မနက်ပိုင်းကဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရွက်ရမှာဈေးတွင်အသုံးပြုလျက်ရှိတဲ့လျှက်စင်ဝိုင်းအားကြိုးများကောင်းမွန်မှုရှိမရှိစစ်ဆေးခြင်းမြင်းငိမ့်တရေအတွက်ရေရရှိနိုင်တဲ့နေရာများနဲ့အပေါ်စားမိသက်ဆက်ကလေးများအသုံးပြုနိုင်မှုရှိမရှိစစ်ဆေးခြင်းရှေးဦးမြင်းငိမ့်တရေပစ္စည်းကိရိယာများဖြစ်တဲ့မိချိန်မိကရေပုံးသေးပုံမိသက်ရေကန်မိသက်စေဘူးစတဲ့ပစ္စည်းကိရိယာများပြည့်စုံစွာထားရှိမှုရှိမရှိစစ်ဆေးခြင်းဈေးတွင်ရှိလူနေဆိုင်ကမ်းများမှာမိသုံးဆွဲမှုများကိုစစ်ဆေးကြံပေးခြင်းမိဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေခြင်း191 report mobile application ကိုပြည်သူများအသုံးပြုပြီးသတင်းပေးပို့ခြင်းစနစ်ကိုရှင်းလင်းပြသပေးခြင်းပဒနော်မြို့နယ်မိသက်ဦးစီးဌာနရဲ့အရေးပေါ်တယ်လီဖုန်းနံပါတ်ပါကြော်ညာစာရွက်များကခြင်းမိလာမှုဖြစ်ပွားလာပါကမိသက်ဦးစီးဌာနကိုအမြန်ဆုံးသတင်းပေးပို့နိုင်ရေးတို့ကိုပြောကြားခြင်းဈေးသီးသန့်မိသက်တပ်ဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီးအခြေခံမိသက်ပညာသင်ခန်းစာများတင်ကြားပို့ချနိုင်ရန်လိုအပ်ကြောင်းဈေးညာဆောင်များထားရှိပြီးမိဘေးလုံခြုံရေးအတွက်လှည့်ကင်းများနဲ့စစ်ဆေးရန်လိုအပ်ကြောင်းစစ်ဆေးအကြံပေးခြင်းနဲ့မိသက်ဦးစီးဌာနနဲ့ပူးပေါင်းပြီးမိဘေးကြိုတင်ကာကွယ်ရေးစက်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်းစစ်ဆေးအကြံပေးခြင်းကိုမြို့နယ်မိသက်ဦးစီးရုံးမှဒုတိယမိသက်ဦးစီးမှုဦးဆောင်ပြီးတန်နေတပ်ဖွဲ့ဝင်များနဲ့အရန်မိသက်တပ်ဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဌာနခွဲစည်းနဲ့ဝန်ထမ်းများမြို့နယ်စီပင်တရားရေးအဖွဲ့မှဌာနခွဲစည်းနဲ့ဝန်ထမ်းများမြို့နယ်လျှက်စစ်တပ်အားဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ကျေးရွာစည်းရင်းများပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြတယ်လို့သတင်းရရှိပါရရှင်